လက်နက်၅မျိုးကိုတစ်ခါရေးသုံးလို့ရတယ်ချီချဒီဗီဒီယိုမှာတော့ကျွန်တော်ကချီချရဲ့အကြောင်းကိုပြပြမှာမဟုတ်ဘဲနဲ့သူမကင်ဆောင်ထားတဲ့လက်နက်၅မျိုးအကြောင်းကိုအတူတူလေ့လာကြည့်လိုက်ရအောင်အရင်ဆုံးပြပြချင်တာကချီချကသူ့ရဲ့လက်နက်တွေကိုလေထဲကနေဆင့်ခေါ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူမရဲ့ဒီ weapon case တွေကနေလက်နက်တစ်ခုပြီးတစ်ခုထုတ်သုံးတာမျိုးပါပြောချင်တာကဒီလက်နက်၅မျိုးကိုသူမက weapon case တစ်ခုရဲ့ကိုပေါင်းထည့်လိုက်တာဗျာအဲ့တော့အခြေအနေပေါ်မူတည်ပြီးကိုသုံးကျင်တဲ့လက်နက်ကိုဒီ weapon case တွေကနေတန်းထုတ်ပြီးသုံးတာမျိုးပါ။ brother တို့မျိုးလုံးလေးမြင်အောင်ဥပမာပေးရရင်ကျွန်တော်တို့ငယ်ငယ်ကကြည့်ခဲ့တဲ့ဘန်တန်းရဲ့ Omnitrix နဲ့သွားဆင်ပါတယ်။ဒီ alien ရဲ့ DNA တွေကို Omnitrix ထဲကိုပေါင်းထည့်ထားတယ်။ဘန်တန်းကအခြေအနေပေါ်မူတည်ပြီးတော့ကိုပြောင်းကျင်တဲ့ alien ကိုပြောင်းလို့ရတယ်။အဲ့လိုပဲကျွန်တော်တို့ချီချာလေးကလည်းဒီလိုပုံစံနဲ့လက်နက်၅မျိုးကိုအသုံးပြုတာပါ။ဟုတ်ပြီဒီလက်နက်ကလက်နက်၅မျိုးတော့ပြောင်းလို့ရတာဆိုတော့နဗျာလက်နက်တစ်ခုလားလုံးဝမဟုတ်ပါဘူးဒီလိုအရန်စွမ်းထက်တဲ့လက်နက်ကိုဖန်တီးခဲ့တဲ့သူကတော့ချီချာလေးကိုယ်တိုင်ပဲဖြစ်ပါတယ် brother တို့နည်းနည်းတော့အံ့ဩတော့မယ်တင်နေဒီချစ်စရာကောင်းပါလေးကဒီလိုလက်နက်မျိုးကိုတီထွင်နိုင်တာဘယ်လိုလုပ်ဖြစ်နိုင်ပါလဲအဲ့လိုမျိုးပေါ့တကယ်လို့ brother သာသူမရဲ့ငယ်ဘဝအကြောင်းသိသွားမယ်ဆိုရင်ဒီကိစ္စလေးကတိတ်ပြီးအံ့ဩနေစရာမရှိတော့ပါဘူးသူမမှာတကယ်ကိုကျန်းတဲ့ skill ထပ်ပြီးတော့ရှိပါသေးတယ်ဟုတ်ပြီဒါကတော့ချီချာရဲ့လက်နက်ဖြစ်တဲ့ 5N အကြောင်းကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်မနေ့ပြန်မှာလည်းဘယ်ဟီးရိုးရဲ့အကြောင်းကိုဗီဒီယိုလုပ်ပေးရမလဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဆန်ပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်